ဇလန်းရဲ့အစမှာတော့ Sky လို့အမည်ရတဲ့ထူးချွန်ပြောင်ပြောင်လာတဲ့စပေါ်မူကြီးတယောက်ရဲ့အကြောင်းကိုတင်ဆက်ပေးထားပါတယ်။သူ့ရဲ့လက်ရာကဘယ်လောက်တောင်ကောင်းမွန်တယ်လဲဆိုရင်ဝေးလံလာတဲ့အရက်ဒေတာကလူတွေတောင်မှသူ့ရဲ့ဟင်းလျာတွေကိုမြည်ဆန်းကြည့်ဖို့အတွက်အရောက်လာကြရပါတယ်။သူ့ရဲ့တင်းငယ်ပင်မဲ့ဆွဲဆောင်မှုရှိလာတဲ့စားတောက်ဆိုင်လေးရဲ့အပြင်ဘက်မှာဆိုရင်လည်းလူတွေဟာသူတို့အလက်ရောက်ဖို့အရေးစိတ်ရှည်လက်ရှည်နဲ့တန်းစီဆောင်ဆိုင်နေကြရတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်။သူ့ရဲ့ကြောကြားမှုဟာလည်းအလွန်အမင်းပြန့်နှံ့နေတာကြောင့်မီဒီယာအဖွဲ့တွေဟာလူတိုင်းကြောစမတ်ပြုတ်နေကြတဲ့အဲ့ဒီအရသာတွေရဲ့နောက်ွယ်ကပါရမီရှင်အကြောင်းကိုဂျိုက်ကူးတင်ဆက်ဖို့အတွက်ပုံမှန်ဆိုလိုလာရောက်လေ့ရှိကြပါတယ်။ Sky ဟာရှေးဟောင်းရိုးရာနီးစနစ်တွေမျိုးဆက်တစ်ခုကနေတစ်ခုလက်ဆင့်ကမ်းလာတဲ့ဓာတ်အသုံးပြုနှုံးလေးနဲ့စိတ်ရှည်မှုတိကျမှုအပြည့်အဝလိုအပ်တဲ့ချက်ပြုတ်နည်းတွေကိုအသုံးပြုပြီးလုပ်ကိုင်သူဖြစ်ပါတယ်။သူ့ရဲ့လှုပ်ရှားမှုတိုင်းဟာကြည့်ရှုသူတွေကိုအံ့အားသင့်စေပါတယ်။သူဟာပါဝင်ပစ္စည်းတွေကိုအသက်ရှူမလောက်တဲ့အရှိန်ဟုန်နဲ့လှိဖြတ်တတ်ပြီးအိုးတွေကိုမှွေနှောက်တဲ့အခါမှာလည်းတည်ငြိမ်ရည်ချက်တဲ့ကျွမ်းကျင်မှုမျိုးရှိပါတယ်။သူပြင်ဆင်လိုက်တဲ့ဟင်းလျာတွေကတစ်ခေတ်တစ်ခါစီကနှွေးဖွေးမှုတွေကိုတည်ဆောင်လာတဲ့အောင်ထင်မှတ်ရပါတယ်။ဒါပေမဲ့သူ့ရဲ့ပြည့်စုံလွန်းတဲ့အရေးချင်းတွေရဲ့နောက်ွယ်မှာတော့ဖြတ်ကနေပြန်လည်မြင်အောင်လာတတ်တဲ့နာကျင်စရာကလေးဘဝအမှတ်တရတစ်ခုရှိနေပါတယ်။ Sky ဟာငယ်စဉ်ကတည်းကချက်ပြုတ်ရတာကိုဝါသနာပါသူဖြစ်ပြီးသူ့ရဲ့ဖခင်ဖြစ်သူမစ္စတာကိုကလည်းပါရမီထူးတဲ့စပိုမှုတူဖြစ်ခဲ့ပါတယ်။ Sky ရဲ့အသက်10နှစ်သားအရွယ်တုန်းကပေါ့သူတို့ရဲ့မိဖို့ချောင်းလေးထဲမှာဖခင်ဖြစ်သူကသူ့ဘေးမှာရက်ပြီးမင်းဒီလောက်တောင်အရွယ်ရောက်နေပြီခေါ်ဆွဲအောင်တော့စနစ်တကျမလုပ်တတ်သေးဘူးလားလို့ပြင်းပြင်းထန်ထန်စူကူချိန်မောင်းလို့ရှိပါတယ်ဒီလိုဆိုရင်မင်းဘယ်လိုလုပ်ပြီးနာမည်ကျော်ကြားတဲ့စပိုမှုတယောက်ဖြစ်လာနိုင်မှာလဲတဲ့ဒီစကလုံးတွေကခါတီးလွန်းပေမဲ့လည်း Sky ကိုပို့ပြီးစူးစမ်းလာအောင်တွန်းအားပေးနိုင်ခဲ့ပါတယ်ဒါပေမဲ့တနေ့မှာတော့ဘာတတိပေးချက်မှမရှိပဲမစ္စတာကိုတယောက်ထွက်သွားခဲ့ပါတယ်သူဟာကိုပိုင်အိမ်မက်တွေကိုကောင်းထဲပေါ်ဖို့အတွက်ထွက်ခွာသွားခဲ့တာဖြစ်ပြီးဘယ်တော့မှပြန်မလာတော့ပါဘူး Sky ဟာသူ့အဖေကိုရက်ပေါင်းများစွာသတင်းပတ်ပေါင်းများစွာကနေလာပေါင်းများစွာအထိစောင့်မျှော်ခဲ့ပေမဲ့အိမ်တကားကတော့နောက်တစ်ချိန်ပြန်ပွင့်မလာတော့ပါဘူးအဲ့ဒီနောက်ပိုင်းခန်းစားခဲ့ရတဲ့အထီးကျန်ဆုပ်တွရမှုတွေဟာသူ့ရဲ့နှလုံးသားထက်မှာနှက်ဆိုင်တဲ့ဒဏ်ရာတစ်ခုဖြစ်ထင်ကျန်ရခဲ့ပါတယ်ဒီနာကျင်မှုကနေပဲ Sky ဟာတစ္ဆာဒိဋ္ဌံတစ်ခုပြုလုပ်ခဲ့ပါတယ်တနေ့ကျရင်ကမ္ဘာပေါ်မှာအတော်ဆုံးစမှုမှုကြီးတစ်ခုဖြစ်အောင်လုပ်ပြမယ်လို့ပေါ့နှစ်တွေကြာလာတဲ့အခါမှာတော့အမှန်တရားကိုသိရှိခဲ့ရပါတယ်မစ္စတာခိုရာတရုတ်ပြည်မှာဂန်နဝင်စမှုမှုကြီးတစ်ဦးဖြစ်နေခဲ့ပါပြီနေရာတိုင်းမှာဂုံပြူခံရပြီးဘွယ်လူးဂုံလူးတွေနဲ့အတူချက်ပြုတ်ခြင်းအတတ်ပညာရဲ့ဆရာသခင်လို့တောင်အမည်တွင်နေခဲ့တာပါဒါပေမဲ့ဒီလောက်ကြော်ကြားနေတာတောင်မှသူ့မှာတားတယောက်ရှိတယ်ဆိုတာကိုတခါမှထုတ်ပေါ်မပြောခဲ့ဘူးပါဘူးဒါကိုသိလိုက်ရတဲ့အခါ Sky ရဲ့ဒေါသတွေဟာပိုလို့တောင်ပြင်းထန်လာခဲ့ပါတယ်အောင်မြင်မှုအတွက်နဲ့ကိုယ့်ရင်သွေးကိုစွန့်ပစ်သွားတဲ့အဖေမျိုးဟာဘလို့လူစားမျိုးပါလဲပြစ္ဆုတ်ပံကာလကိုပြန်ရောက်လာတဲ့အခါမှာတော့သတင်းစီရင်ကစားအတွက် Sky ရဲ့ဟင်းလျာတွေကိုမြည်စမ်းဖို့စူးစမ်းကြတဲ့သတင်းတောက်တွေကို Sky ကအေးစစ်စစ်ပဲညှင်းပယ်လိုက်ပါတယ်ဖောက်တယ်အားလုံးကအတူတူပါပဲခမားတို့လည်းတခြားသူတွေလိုပဲတန်းစီဆောင်ဆိုင်ရပါမယ်လို့သူကဆိုပါတယ်အတိအကျအဲ့ဒီချိန်မှာပဲလူတစ်ယောက်ဟာလူတန်းကြီးကိုတိုးဝေပြီးဆိုင်ထဲကိုမောက်မောက်မာမာနဲ့ဝင်လာပါတယ်။ Sky ကသူ့ကိုချက်ချင်းတားဆီးလိုက်ပြီးနောက်ကိုပြန်သွားဖို့နဲ့သူ့အလက်ရောက်အောင်ဆောက်ဖို့ပြောလိုက်ပါတယ်။အဲ့ဒီအခါအစော်ကားခံလိုက်ရတယ်လို့ခံစားရတဲ့ထိုလူကမင်းရဲ့ဆိုင်ကိုပြုတ်ပြင်းမုန်းမှန်မှုဆိုပြီးပိတ်ပစ်လိုက်မယ်လို့ကျုံးဝါကချင်းချောက်ပါတော့တယ်။ဒါသာတကယ်ဖြစ်လာရင်တော့မင်းဘဝပြီးပြီးသားမှတ်ပြီးတော့လို့သူကချင်းချောက်ပါသေးတယ်။ဒါပေမဲ့ Sky ကတော့တုံလို့ချောက်ချခြင်းမရှိပဲအဲ့ဒီလူကိုဆိုင်ထဲကနေမဆိုင်မတော့မောင်းထုတ်လိုက်ပါတယ်။တစ်ချိန်တည်းမှာပဲနောက်ထပ်စပုံမှုတစ်ယောက်နဲ့မိတ်ဆက်ပေးလာပါတယ်။သူကတော့ရုပ်ရည်ချောမောပြီးနာမည်ကျော်ကြားတဲ့အချက်ပြုတ်ပညာရှင်ပေါ်ပဲဖြစ်ပါတယ်။သူကတော့တော်ဝင်မိသားစုတွေနဲ့အထူးပုဂ္ဂိုလ်တွေအတွက်ပဲတည်တံ့ချက်ပြုတ်ပေးတာပါ။သူ့ရဲ့ချစ်သူမေယိုကတော့လက်ထောက်စပုံမှုဖြစ်သူ့ဘေးနားကနေကူညီပေးနေပြီးသူတို့နှစ်ဦးပူးပေါင်းဖန်တီးလိုက်တဲ့ဟင်းလျာတွေဟာပြင်သစ်တော်ဝင်မိသားစုကိုအလုံးအမင်းစိတ်ကျေနပ်မှုပေးဆွမ်းနိုင်ခဲ့ပါတယ်။ပြင်သစ်ကော်ပိုရေးရှင်းကြီးတစ်ခုကပေါ်ကိုသူတို့ရဲ့အမှုဆောင်စပုံမှုချုပ်အဖြစ်ကမ်းလှမ်းခဲ့ပေမဲ့ပေါ်ကညှင်းပယ်ခဲ့ပါတယ်။သူ့ရဲ့အိမ်မက်ကတော့တရုတ်ပြည်မှာကိုပိုင်စားတောက်ဆိုင်တစ်ဆိုင်ဖွင့်လှစ်ဖို့ပဲဖြစ်ပါတယ်။ဒီအိမ်မက်ကလည်းသူ့ဖခင်စီကနေရရှိလာတဲ့တွန်းအားတစ်ခုပါပဲ။ပေါ်ဟာတရုတ်ပြည်ကိုပြန်လာခဲ့ပြီးလက်ဆက်တဲ့ငါးတွေဝယ်ဖို့ဈေးကိုထွက်လာခဲ့ပါတယ်။သူကဈေးသည်စီမှာရှိသမျှတွေကအကြီးဆုံးငါးကိုတောင်းဆိုပေမဲ့ဈေးသည်ကတော့သူ့မှာငါးမရှိတော့ဘူးလို့ညင်လိုက်ပါတယ်။ဒါပေမဲ့ခဏအကြာမှာတော့ Sky ရောက်လာပြီးဈေးသည်ကအကြီးဆုံးငါးကိုသူ့လက်ထဲချက်ချင်းထည့်ပေးလိုက်ပါတော့တယ်။ဒါကိုမြင်တော့ပေါ်ကဒေါသတကြီးနဲ့ရန်တွေ့တဲ့အခါဈေးသည်ကလည်းဖောက်တဲ့ဟောင်းကိုလက်လွတ်ရမှကြောက်တာကြောင့်ငါးကိုနှစ်ပိုင်းဖြတ်ပြီးစပုံမှုနှစ်ယောက်စလုံးကိုတစ်ပိုင်းစီခွဲပေးလိုက်ပါတယ်။အဲ့ဒီနောက်မကြခင်မှာပဲပေါ်ဟာသူ့ရဲ့စားတောက်ဆိုင်တစ်ကိုခန်းခန်းနားနားနဲ့ဖွင့်လှစ်ခဲ့ပါတယ်။အဲ့ဒီဆိုင်တစ်ကြီးဟာဈေးကြီးတဲ့ပရိဘောကတွေခံရထဲဝါတဲ့အပြင်စင်နေနဲ့တောက်ပထဲဝါနေပြီးဆိုင်ထဲဝင်မှုစိတ်လှုပ်ရှားနေတဲ့ဖောက်တယ်တွေဟာလည်းအစီအရီတန်းစီနေကြပါတယ်။ဒါပေမဲ့အဓိကပြဿနာတစ်ခုရှိနေပါတယ်။အဲ့ဒါကတော့ Sky ရဲ့ဆိုင်ဟာလမ်းရဲ့တစ်ဖက်ထဲမှာရှိနေတာပါ။ပေါ်ရဲ့ဆိုင်ထဲကိုဖောက်တယ်တွေအလူရက်တိုးဝင်နေကြတာကိုကြည့်ပြီး Sky ရဲ့တငယ်ချင်းဖြစ်သူကဆိုင်ပြင်ပထွက်လာကဒီနေ့ဟင်းလျာအားလုံးကို90%လျှော့ဈေးပေးမယ်လို့အတန်ကုန်ဟစ်ပြီးကြေညာလိုက်ပါတော့တယ်။အဲ့ဒီအခါလူအုပ်ကြီးကချက်ချင်းပဲခြေလမ်းပြင်ပြီး Sky ရဲ့ဆိုင်ထဲကိုအလုံးရင်းနဲ့တိုးဝင်သွားကြပါတယ်။ဒါကိုမြင်တော့ပေါ်တယောက်စိတ်နှောက်ယှက်ဖြစ်သွားရမကြခင်မှာပဲ Sky ရဲ့တငယ်ချင်းတွေနဲ့ပေါ်ရဲ့အဖွဲသားတွေကြားအခြေအတင်စကားများရန်ဖြစ်ကြပါတော့တယ်။အခြေအနေတွေကတင်းမာလာတာနဲ့အမျှ Sky နဲ့ပေါ်တို့ဟာနောက်ဆုံးမှာတော့ထိတ်တိုက်ရင်ဆိုင်တွေ့ကြပါတော့တယ်။သူတို့ပုံဝင်ခြင်းကလူတွေကလည်းရန်ဖြစ်နေမယ်အစားတယောက်နဲ့တယောက်ရှင်ပြိုင်ဖို့အကြံပြုကြပါတယ်။စပုံမှုချင်းအားပြိုင်ကြဖို့ပေါ့။အစာပိုင်းမှာတော့နှစ်ယောက်စလုံးကငင်းဆိုခဲ့ကြပေမဲ့ပုံဝင်ခြင်းကဖိအားတွေကြောင့်နောက်ဆုံးမှာတော့သဘောတူလိုက်ကြပါတယ်။လမ်းလေကောင်မှာပဲစိတ်လို့ရှားစရာကောင်းတဲ့ငါးလိပြိုင်ပွဲကြီးစတင်ပါတော့တယ်။ပေါ်ကတော့သူ့ရဲ့တက်ရက်ခင်မိလာတဲ့ဥရောပစတိုင်နီးစနစ်တွေကိုထုတ်ဖော်ပြသရင်ဥဆောင်နေပါတယ်
သူဟာငါးရိုးတွေကိုတခြားမကြံတိကျစွာဖယ်ရှားလိုက်ပြီးတက်ဆင်သွားတဲ့ငါးကို Sky စီကိုလှမ်းပစ်ပေးလိုက်ပါတယ်။ Sky ကလည်းအလိုက်တင်လေးဖမ်းယူလိုက်ပြီးမယုံကြည်နိုင်လောက်အောင်မြန်ဆန်တဲ့ရှင်ကုန်နဲ့လှိဖြတ်ပါတော့တယ်။ Sky ရဲ့ဟန်ပန်ကတော့ရှေးရိုးဆွဲဆန်ပေမဲ့ထက်မြက်ပြီးတက်ရက်ယုံတာမကအနုပညာရတာပါမြောက်လာပါတယ်။စက္ကန့်ပိုင်းအတွင်းမှာပဲသူဟာငါးရေကုန်ကိုခွာထုတ်အသားအရာတွေကိုအပြစ်ပြောစရာမရှိအောင်လှိဖြတ်ပြီးအသက်ရှူမလောက်စရာကျွမ်းကျင်မှုမျိုးနဲ့အလုပ်ကိုအပြီးတက်လိုက်ပါတော့တယ်။ဘေးကကြည့်နေတဲ့လူအုပ်ကြီးစီကလည်းလက်ခုပ်တံတွေတဖြောင်ဖြောင်ထွက်ပေါ်လာပါတယ်။အဲ့ဒီနောက်ပေါ်ရဲ့ဆိုင်ကအထူးဧည့်သည်တော်ဖြစ်သူကရှေ့ကိုတက်လာပြီးဒီစပိုမှုနှစ်ယောက်စလုံးဟာနိုင်ငံတကာချက်ပြုတ်ရေးပြိုင်ပွဲကြီးမှာဝင်ရောက်ရှင်ပြိုင်နိုင်တဲ့အရေးချင်းမျိုးရှိကြတယ်လို့ကြေညာလိုက်ပါတယ်။သူကသူတို့နှစ်ယောက်ကိုလက်ဆွဲနှုတ်ဆက်ဖို့တောင်းဆိုလိုက်တဲ့အခါမှာတော့သူတို့ကြားမှာတင်းမာမှုတွေရှိနေသေးပေမဲ့လည်းတောင်းဆိုချက်အတိုင်းလိုက်ရောခဲ့ကြပါတယ်။နောက်ပိုင်းမှာပေါ်ကတရုတ်ပြည်ကလူတွေဟာအခုထိရှေးအောင်ခေတ်ကြီးထဲမှာပဲပိတ်မိနေကြတော့ပါ။သူတို့တွေကခေတ်မီတဲ့ချက်ပြုတ်နည်းစနစ်တွေကိုနားမလည်ကြဘူး။ဒါကြောင့်ပဲသူတို့ကိုပညာပေးဖို့ကျွန်တော်ပြန်လာခဲ့တာပါလို့ယုံကြည်ချက်အပြည့်နဲ့အင်တာဗျူးဖြေကြားလိုက်ပါတယ်။ Sky ဟာသူ့ရဲ့စားတောက်ဆိုင်လေးတွေကနေဒီအင်တာဗျူးကိုကြည့်နေခဲ့ပါတယ်။စကားလုံးတိုင်းဟာသူ့အတွက်စော်ကားခံရတယ်လို့ခံစားရပြီးရင်ထဲမှာဒေါသတွေတလိမ့်လိမ့်တက်လာပါတော့တယ်။ပေါ်ရဲ့အင်တာဗျူးကနေရာအနှံ့ပြန့်နှံ့သွားခဲ့ပြီး Sky နဲ့ပတ်သက်တဲ့သူ့ရဲ့ရဲတင်းလာတဲ့ထုတ်ဖော်ပြောဆိုချက်တွေဟာသတင်းကောင်းကြီးပိုင်းတွေအထိပါလာခဲ့တာကြောင့်စပုံမှုနှစ်ဦးကြားတင်းမာမှုတွေကိုပုံမှုလှုပ်ဆော်ပေးလိုက်တယ်လို့ဖြစ်သွားပါတယ်။တစ်ချိန်တည်းမှာပဲသတင်းတောက်တွေဟာ Mr. Kosi ကိုချင်းကပ်ပြီး Sky နဲ့ပတ်သက်လို့မေးမြန်းကြပါတယ်။သူတို့နှစ်ယောက်ဟာမျိုးရိုးအမည်တူညီကြရုံသာမကရုပ်ချင်းမှဆင်တူနေကြတာကိုထောက်ပြပြီးမေးမြန်းခဲ့ကြတာပါ။ဒီမေးခွန်းကသူ့ကိုအကြီးကျယ်စိတ်နှောက်ယှက်ဖြစ်စေခဲ့ပါတယ်။ Mr. Ko ကအေးစက်တဲ့ညနေပေးနဲ့ကျွန်တော်မှတားမရှိဘူးလို့ပြောဆိုပြီးသတင်းတောက်တွေကိုအံ့အားမြင့်တက်သွားစေကထွက်ခွာသွားခဲ့ပါတယ်။တနေ့မှာတော့ပေါ်ရဲ့ချစ်သူမေယိုဟာ Sky ရဲ့စားတောက်ဆိုင်ကိုရင်ကျေးဖြူငါတဲ့အပြုံးနဲ့ရောက်ရှိလာပြီးပေါ်ရဲ့ဆိုင်မှာညစာစားဖို့ဖိတ်ကြားခဲ့ပါတယ်။ Sky ဟာခဏလောက်တွန့်ဆုတ်နေခဲ့ပေမဲ့နောက်ဆုံးမှာတော့သဘောတူလိုက်ပါတယ်။အဲ့ဒီနေ့ညနေမှာတော့သူဟာသူ့ရဲ့တငယ်ချင်းနဲ့အတူပေါ်ရဲ့စမ်းပြခန်းနာလာတဲ့စားတောက်ဆိုင်တွေကိုခြေလန်းလန်းဝင်ရောက်လာခဲ့ပါတော့တယ်။မေယိုကဟင်းလျာနှစ်မျိုးကိုတည်ခင်းလိုက်ပါတယ်။တစ်မျိုးကတော့နုနယ်တဲ့ပကြီးကားချက်လေးတွေလိုအနုစိတ်ပြင်ဆင်ထားတဲ့ကြက်ဥဟင်းလျာဖြစ်ပြီးနောက်တစ်မျိုးကတော့ထူးဆန်းတဲ့အပင်တစ်ပင်လိုပုံဖော်ထားတဲ့ဖန်တီးမှုတစ်ခုပဲဖြစ်ပါတယ်။အဲ့ဒီဟင်းလျာဘောကိုရေလောင်းချလိုက်တဲ့အခါမှာတော့အပင်ဟာတက်ရှိတစ်ခုလိုပဲပွင့်အားလာပြီးအပေါ်ကိုတက်လာပါတယ်။ Sky ဟာပထမဆုံးကြက်ဥဟင်းလျာကိုမြည်ဆန်းကြည့်လိုက်ပါတယ်။အရသာကနူးညံ့ပြီးကြွယ်ဝယုံတာမကအဆအရာရာပြည့်စုံမြတ်တာနေပါတယ်။အဲ့ဒီအချိန်မှာမေယိုက Sky ရဲ့နာနာကိုတိုးကပ်ပြီးဒီလိုဟင်းလျာမျိုးတစ်ခါမှမမြင်ဘူးမလား။ဒါကပေါ်ရဲ့ဆုရထားတဲ့ဖန်တီးမှုလေလို့ပြောလိုက်ပါတယ်။သူမရဲ့စကားလုံးတွေက Sky ရဲ့နားထဲမှာပဲ့တင်ထပ်သွားပါတယ်။သူဟာဇွန်ကိုအသာရချလိုက်ပြီးပေါ်ဆောင်နေတဲ့မိဖို့ချောင်စီကိုတိတ်တဆိတ်လှမ်းထွက်လာခဲ့ပါတော့တယ်။ပေါ်ကသူ့ကိုစောင့်ကြိုနေခဲ့တယ်လို့မျိုးခနဲ့တက်တဲ့အပြုံးနဲ့ကြည့်နေပါတယ်။မင်းကငါ့ထပ်ပူတော်ရဲဆိုတာတက်သေးပြခြင်းလို့လားလို့ပေါ်ကပုတ်ပုတ်ပပပဲမေးလိုက်ပါတယ်။ Sky ကတော့ဘာမှပြန်မပြောပါဘူး။အဲ့ဒီအစားရှေ့ကိုတလန်းတိုးလိုက်ပြီးဒီတိတ်ဆိတ်နေတဲ့စိန်ခေါ်မှုကိုလက်ခံလိုက်ပါတော့တယ်။သူဟာပါဝင်ပစ္စည်းတွေကိုယူလိုက်ပြီးသူ့ရဲ့ရိုးရာနီးစနစ်တွေကိုအသုံးပြုကစတင်ချက်ပြုတ်ပါတယ်။ဖြင်းညင်းနဲ့အသေးစိတ်ကြတယ်ပြီးတော့နှလုံးသားအပြည့်ပါပါတယ်။ဒါပေမဲ့ပေါ်ကတော့ခင်မီကရိယာတွေနဲ့အဆင့်မြင့်နည်းပညာတွေကိုအသုံးပြုပြီးပုံမမြန်ဆန်စွာလှုပ်ရှားနေပါတယ်။ Sky ကပြင်ဆင်နေတော့မှပဲပေါ်ကအဲ့ဒီဟင်းလျာကိုမိနစ်ပိုင်းအတွင်းအပြီးတက်လိုက်ပါတယ်။သူချက်ထားတဲ့ဟင်းလျာကို Sky စီကမ်းပေးရင်မြည်ကြည့်လိုက်လေလို့ပြောလိုက်ပါတယ်။ Sky ကထိုဟင်းလျာကိုကြည့်လိုက်တာနဲ့အဲ့ဒီရဲ့ပြောင်မြောက်လာတဲ့အရေးသွေးကိုချက်ချင်းပဲအတိအမှတ်ပြုမိသွားပါတယ်။ဘာစကားတခုမှမပြောဘဲသူဟာဆိုင်ထဲကနေထွက်ခွာသွားခဲ့ပါတယ်။သူထွက်သွားပြီးတဲ့နောက်မှာတော့ပေါ်ဟာ Sky ချက်ထားတဲ့ဟင်းလျာကိုတိတ်တဆိတ်မီးဆန်းကြည့်လိုက်ပြီးခြေနဲ့အားရတဲ့အပြုံးမျိုးပြုံးလိုက်ပါတယ်။သူတကယ်ကိုတော်တာပဲလို့လည်းတိုးတိုးလေးရေယိုးလိုက်ပါတယ်။လမ်းရဲ့တစ်ဖက်ခြမ်းမှာတော့ Sky ဟာသူ့ရဲ့စားတောက်ဆိုင်လေးထဲမှာတယောက်တည်းထိုင်နေပါတယ်။သူ့ရဲ့လက်တွေကိုတစ်သားစပွဲပေါ်တင်ထားရင်ဖခင်ဖြစ်သူရဲ့ခါးသီးလာတဲ့အတန်ကြီးကနားထဲမှာပြန်လဲကြားရောက်လာပါတယ်။မင်းဘယ်တော့မှစပုံမှုကောင်းတယောက်ဖြစ်လာမှာမဟုတ်ဘူးတဲ့။အဲ့ဒီစကားလုံးတွေကသူ့ကိုနောက်တစ်ချိန်ထိုးနှက်နာကျင်စေပြန်ပါတယ်။အခြားတစ်ဖက်မှာတော့ Sky ရဲ့ဖခင်ကသူ့ရဲ့တငယ်ချင်းကောင်ဟုံစီကိုတွားရောက်လဲပတ်ခဲ့ပါတယ်။ဟုံဆိုတာကတော့ Sky ဆုံးဖြတ်ခံရပြီးနောက်ပိုင်းသူ့ကိုပြုစုပြောထောင်ပေးခဲ့သူဖြစ်ပါတယ်။ဟုံဟာစပုံမှုတယောက်ဖြစ်တယ်လို့ Sky ကိုလည်းသူ့ရဲ့အရင်ချသားသမီးတယောက်လိုပြုစုဆောက်ရှောက်ခဲ့တဲ့ကျင်နာတတ်သူတူပါ။ Mr. Ko က Sky နဲ့တွေ့ကျင်တယ်လို့ပြောလိုက်တဲ့အခါဟုံက Sky စီကိုချက်ချင်းဖုန်းဆက်ခေါ်လိုက်ပါတယ်။ Sky ရောက်လာပြီးသူ့အဖေကိုမြင်လိုက်ရတဲ့အချိန်မှာတော့တကိုယ်လုံးတောင်နေသွားပြီးနေရာမှာရပ်တန့်သွားပါတော့တယ်။နှစ်တွေသားကုံဆုံးသွားခဲ့ပေမဲ့နာကျင်မှုတွေကတော့ပျောက်ကွယ်မသွားခဲ့ပါဘူး။ Mr. Ko ကစကားပြောဖို့ကြိုးစားပေမဲ့ Sky ကကြားဖြတ်ထားစီလိုက်ပါတယ်။ကျွန်တော်ကခမည်းသားမဟုတ်ဘူးလေလို့သူကတိုးတိုးလေးပြောလိုက်ပါတယ်။ဒါခမည်းအင်တာဗျူးမှာပြောခဲ့တဲ့စကားမဟုတ်ဘူးလားတဲ့။ Mr. Ko ကတော့လက်ပိုက်လိုက်ပြီးဂုံယူဝင်ကြွားတဲ့လေတန်းနဲ့ငါ့ကိုကြည်စမ်းငါဟာအောင်မြင်နေတဲ့လူတစ်ယောက်ပဲလို့ဆိုလိုက်ပါတယ်။ငါဟာကမ္ဘာအကောင်ဆုံးစပုံမှုစုကို2ကြိမ်အောင်ရရှိထားပြီးပြီ။မင်းကလမ်းဟောင်းတစ်ခုပေါ်ကစားတောက်ဆိုင်သေးသေးလေးတစ်ခုမှချက်ပြုတ်နေတဲ့ထမင်းချက်တစ်ယောက်တက်ပဲငါဘေးမှာရက်တည်ခြင်းနဲ့ဆိုရင်အရင်ဆုံးမင်းကိုမင်းတက်သေးပြလိုက်စမ်း Sky ရဲ့အသက်ရှူတန်းတွေကဒေါသကြောင့်တုံရင်နေပါတယ်ကျွန်တော်တက်သေးပြမှာပါလို့သူကဆိုပါတယ်ဒါပေမဲ့မှတ်ထားပါအောင်မြင်မှုဆိုတာရက်ဆက်ဖို့မလိုအပ်သူအောင်မြင်တာဟာမောင်းမာဖို့လည်းမလိုပါဘူးအဲ့ဒီလမ်းချဟောင်းတွေကစပုံမှုလေးဟာကဘာပေါ်မှာအတော်ဆုံးဖြစ်လာပါလိမ့်မယ်ဒါပေမဲ့မောင်းမာမှုတွေနဲ့တော့မဟုတ်ဘူးအဲ့ဒီလိုပြောပြီးသူဟာထွက်ခွာသွားပါတော့တယ်အဲ့ဒီနောက်မကြခင်မှာပဲခန်းနာကြီးကျယ်လာတဲ့ချက်ပြုတ်ပြန်ပွဲကြီးစတင်ပါတော့တယ်ဘာတမန်ကဒိုင်လူကြီးတွေကစပုံမှုတွေကိုအကဲဖြတ်ဖို့အစင်သစ်ထိုင်နေကြပြီဖြစ်တယ်လို့ပရိသတ်တွေထဲမှာလည်း Sky ရဲ့တငယ်ချင်းတွေကအားသက်တွေရောအော်ဟစ်အားပေးနေကြပါတယ်။တိုင်ပွဲကြီးစတင်လိုက်ပြီးဖြစ်ပြီး Sky ကအရင်ဆုံးရှေ့ကိုတက်လာပါတယ်။သူဟာကြက်တကောင်လုံးကိုယူလိုက်ပြီးအရေးကိုမခွာပဲအသားတွေကိုတီးတန့်ခွဲထုတ်ပြတဲ့ရှင်းဟောင်းနီးစနစ်တစ်ခုကိုလက်ဆွမ်းပြလိုက်ပါတယ်
ပရိသတ်တွေဟာအံ့ဩလွန်းလို့အသက်ရှူမှားကုန်ကြပြီးဒိုင်လူကြီးတွေတောင်မှသူ့ရဲ့တိကျသေးချာလာတဲ့လက်ရနီးကပ်ကြည့်ဖို့ရှေ့ကိုတိုးလာကြပါတယ်။အဲ့ဒီနောက်မှာတော့ Sky ဟာသူ့ရဲ့ရိုးရာချက်ပြုတ်မှုပုံစံအတိုင်းမသွေဖယ်ပဲစတင်ချက်ပြုတ်ပါတော့တယ်။တစ်ဖက်မှာတော့ပေါ်ကခိမီနီးပညာတွေနဲ့စက်ပစ္စည်းတွေကိုအသုံးပြုပြီးတတ်မှတ်ချိန်ထက်စောစီးစွာပဲအပိသက်နိုင်ခဲ့ပါတယ်။ပေါ်ဟာစံချိန်တင်မြန်ဆန်တဲ့အချိန်အတွင်းမှာနုနယ်လာပါတဲ့ချိုပွဲတစ်ခုကိုဖန်တီးပြီးကြော်ရှင်းစွာတက်ခင်းပြသလိုက်ပါတယ်။တစ်ဖက်မှာတော့ Sky ကသူ့အတွက်တတ်မှတ်ပေးထားတဲ့အချိန်စက္ကန့်တိုင်းကိုအပြည့်အဝအသုံးချနေပါတယ်။သူ့ရဲ့ဟင်းလျာတွေမှာတော့နှက်ရှိုင်းမှုခန်းစားချက်နဲ့သမိုင်းကြောင်းတွေကဲရောက်နေပါတယ်။ဒိုင်လူကြီးတွေကဟင်းလျာနှမျိုးလုံးကိုမြည်ဆန်းကြည့်လိုက်တဲ့အခါမှာတော့မင်းသက်သွားကြပါတယ်။အရသာတွေကတစ်ဖက်နဲ့တစ်ဖက်မတာတာအောင်ကိုကောင်းမွန်လွန်းနေလို့ပါ။ရမှတ်တွေထွက်လာတဲ့အခါမှာလည်းအမှတ်ချင်းတူညီနေပေမဲ့အနာရရှိသူကတော့တယောက်ပဲရှိရပါမယ်။ဒိုင်လူကြီးတယောက်ကရှေ့ကိုတက်လာပြီးချက်ပြုတ်ခြင်းဆိုတာအနုပညာတစ်ခုဖြစ်တယ်လို့အနုပညာဟာလည်းအချိန်ကိုလေးစားရပါမယ်လို့ပြောလိုက်ပါတယ်။ပေါ်ကတတ်မှတ်ချိန်မပြည့်ခင်မှာအပိသက်နိုင်ခဲ့ပြီး Sky ကတော့အချိန်ကုန်ကန်နီးမှပြီးခဲ့တာကြောင့်ပေါ်ကိုအနာရရှိသူဖြစ်ကြီးညာလိုက်ပါတော့တယ်။ခမ်းမတစ်ခုလုံးလက်ခုပ်တန်တွေနဲ့ဆူညံသွားချိန်မှာ Sky ကတော့ဘာစကားမှမဆိုပဲတိတ်ဆိတ်စွာရပ်နေခဲ့ပါတယ်။သူ့ရဲ့နှလုံးသားတစ်ခုလုံးလေးလံထိုင်းမိုင်းနေပြီးဟာလာဟင်းလင်းဖြစ်နေခဲ့ပါတယ်။အဲ့ဒီနောက် Sky ဟာရက်အတော်ကြာအောင်ပျောက်ချင်းမလားပျောက်ကွယ်သွားခဲ့ပါတယ်။သူဟာသူ့ရဲ့စားတောက်ဆိုင်ကိုပြစ်ထားပြီးဗီဒီယိုဂိမ်းတွေပဲစော့နေရှုံးနိမ့်မှုတွေထဲမှာနင်မွန်းနေခဲ့ပါတယ်။ဒါပေမဲ့တနေ့မှာတော့ဦးလင်းဟုံကသူ့အခန်းထဲကိုဝင်လာပြီးသူ့ဘေးမှာဝင်ထိုင်ကဂိမ်းဆက်ခလုတ်တစ်ခုကိုကောက်ကင်လိုက်ပါတယ်။သူတို့မြောက်ဂိမ်းတူစောကြပါတယ်။အဲ့ဒီမှာတော့ Sky ကအနိုင်ရသွားပါတယ်။ဦးလင်းဟုံကနူးညံ့စွာပြုံးလိုက်ပြီးနိုင်တာနဲ့ရှုံးတာဆိုတာလာလိုက်သွားလိုက်ပါပဲကွာလို့ပြောလိုက်ပါတယ်။ရှုံးသွားတယ်ဆိုတာနောက်တစ်ချိန်ထပ်မနိုင်နိုင်တော့ဘူးလို့ဆိုလိုတာမဟုတ်ပါဘူး။နောက်လာမယ့်တိုက်ပွဲအတွက်ကိုပြင်ဆင်ထားစမ်းမှာမင်းလျှောက်ရမယ့်လမ်းကအဝေးကြီးကြံပါသေးရဲ့တဲ့။အဲ့ဒီအချိန်ကျမှပဲ Sky တိလိုက်ရတဲ့အမှန်တရားကဦးလေးဟုံကသာ Sky လို့စားတော့ဆိုင်ရဲ့တကယ်ပိုင်ရှင်ဖြစ်ပါတယ်။သူဟာ Sky ကိုနှွေးထွေးတဲ့အိမ်တစ်လုံးနဲ့ကြီးပြင်းရာနေရာတစ်ခုပေးခဲ့ရုံနဲ့မကပဲလမ်းဘေးရောက်နေတဲ့ဘဝကနေရီမန်းချက်ရှိတဲ့ဘဝတစ်ခုဖြစ်အောင်မြင့်တင်ပေးခဲ့သူပါ။သူဟာ Sky နဲ့သူ့ငယ်ချင်းတွေကိုဘလောက်တောင်ချစ်တယ်လဲဆိုရင်အိမ်အောင်မပြုတ်ဘဲနဲ့တောင်သူ့ဘဝတစ်ခုလုံးကိုသူတို့အတွက်ပဲမြှုပ်နှံထားခဲ့တာဖြစ်ပါတယ်။တစ်ဖက်မှာလည်းပေါ်ဟာသူ့အဖွဲ့သားရင်းနဲ့အတူအောင်ပွဲခိုင်နေပါတယ်။တောက်စီယာရင်းငယ်ရင်ခမ်းမတစ်ခုလုံးရဲမောတန်နေနဲ့ပြည့်နှက်နေပေမဲ့ပေါ်ရဲ့ပါဒနာကသူ့ကိုဘေးတနေရာကိုခေါ်ထုတ်သွားပြီးတုံလုံးစရာစကားတစ်ခွန်းပြောလိုက်တဲ့အခါမှာတော့အောင်ပွဲခံနေတဲ့အခြေအနေဟာရုပ်ချီးပြောင်းလဲသွားပါတော့တယ်။နောက်တစ်ဆင့်ပြိုင်ပွဲမှာတော့အဖွဲ့တစ်ဖွဲ့ချင်းစီမှာစပိုမှုမြောက်စီပါဝင်ရမယ်။မေယိုကအဓိကစပိုမှုဖြစ်လိုက်မယ်။မင်းကတော့သူမရဲ့လက်ထောက်အဖြစ်လုပ်ရမယ်။သူမကချုံးမလှပါတော့ငါတို့ဆိုင်အတွက်လူစိတ်ဝင်စားမှုပူရစေလိမ့်မယ်လို့သူ့ပါတနာကရှင်းပြလိုက်ပါတယ်။ဒီစကားတွေကပေါ်ကိုကြီးကျယ်စိတ်ထိခိုက်သွားစေပါတယ်။မေယိုလားလို့သူကမယုံနိုင်လို့နဲ့တွတ်တွတ်လေးရေယုံမိပါတယ်။သူမကသူ့ရဲ့လက်ထောက်တက်တက်ပဲလေလို့ပေါ်ကဆိုအတင်းညင်းဆိုခဲ့ပါတယ်။နိုင်ငံတကာအဆင့်ပြိုင်ပွဲတစ်ခုမှာရှင်ပြိုင်ဖို့အတွက်သူမမှာလေ့ကျင့်မှုတွေစီကံတွေဒါမှမဟုတ်နည်းစနစ်ပိုင်းဆိုင်ရာကျွမ်းကျင်မှုတွေမရှိဘူးလို့သူကယူဆနေတာပါ။ဒါပေမဲ့သူစကားတော့မဆုံးခင်မှာပဲမေယူကဟင်းချုံနှံပကံကိုသူ့ရှေ့မှာတည်ငြိမ်စွာချထားပေးလိုက်ပါတယ်။သူမရဲ့မျက်နှာပေးကတော့အေးဆက်နေပြီးဘာမှခံမှန်းလို့မရပါဘူး။မြည်ကြည့်လိုက်လို့သူမကတိုးတိုးလေးပြောပါတယ်။ဘယ်ပကံကစားပုံများလဲဆိုတာငါ့ကိုပြောပြ။ပေါ်တယောက်တိုးဆုပ်သွားပါတယ်။သူကဇွန်းကိုကိုင်းတငုံမြည်ဆန့်ကြည့်လိုက်ပြီးတဲ့နောက်မှာတော့စက္ကနဲ့တောင်တင်းသွားပါတော့တယ်။မျက်နှာတစ်ခုလုံးနဲ့သွေးဆုပ်ဖြူရောက်သွားပါတယ်။မေယူကတော့အားလုံးကိုထိုးပေါက်တိမိနေတဲ့အကြည့်မျိုးနဲ့သူ့ကိုစိုက်ကြည့်နေပါတယ်။ရှင်မခွဲခြားနိုင်ဘူးမဟုတ်လားလို့သူမကဆိုပါတယ်။ရှင်ကတော်တဲ့ဆိုမှုတယောက်ပါပေါ့။ဒါမဲ့ရှင်မှာရတာခံနိုင်စွမ်းမရှိဘူး။အစားတော့ရဲ့အရသာကိုမသိနိုင်ဘဲနဲ့တော့ဒီပြိုင်ပွဲမှာရှင်ဟာဘာမှမဟုတ်တော့ဘူး။သူမကပေါ်အတွက်အဖိုးတန်ဆုံးဖြစ်တဲ့သူ့ရဲ့ဟင်းချက်နီလက်ဆွဲစာအုပ်ကိုအိတ်ထဲကနေထုတ်ယူလိုက်ပြီးတရွက်ချင်းစီကိုဖြည်းဖြည်းချင်းလှန်ရောကြည့်နေပါတယ်။အဲ့ဒီစာအုပ်သာရှင်ဘယ်သူမှဆိုရှင်ချက်သူမျိုးလိုက်ချက်လို့ရတယ်။ရှင်ကအစားထိုးလို့ရတဲ့လူတစ်ယောက်ပဲ။ကျမတို့ရှင်ကိုမလိုအပ်တော့ဘူးလို့သူကဆက်ပြောပါတယ်။အဲ့ဒီနောက်ပေါ်ရဲ့ပါလာဖြစ်သူကလှောင်ပြုံးနဲ့ရှေ့ကိုတက်လာပြီးတော့မင်းမှာချစ်သူလည်းမရှိတော့ဘူးပေါ့။ဘာလို့လဲဆိုတော့မေယိုကငါ့ကိုချစ်တာမို့လို့ပဲလို့ထပ်လောင်းပြောဆိုလိုက်ပါတယ်။မေယိုကလည်းပေါ်ကိုဘာမှမမရှိသူမျိုးအပြစ်ကင်းစင်တဲ့အကြည့်နဲ့ကြည့်နေပါတယ်။ကျမရှင့်နာမှနေခဲ့တာအချစ်ကြောင့်လို့ရှင်တကယ်ပဲထင်နေတာလား။ကျမကအစာကလေးကနိုင်ငံတကာပြိုင်ပွဲမှာပါဝင်ကျင်ခဲ့တာလို့သူမကဆိုပါတယ်။အခုကတော့ကျမတို့အခွင့်အရေးရပြီပေါ့။မေယိုရဲ့သစ္စာဖောက်မှုကပေါ်တော့မုံတိုင်းတစ်ခုတိုက်ခတ်လို့ပြင်းထန်လွန်းလာပါတယ်။သူ့လက်တွေတုံနေပြီးနှလုံးခုန်တန်တွေကလည်းနာကျင်စွာမြန်ဆန်နေပါတယ်။သူကဘာစကားမှမပြောနိုင်အသက်တော်ဝဝမရှိနိုင်ပဲတိတ်ဆိတ်စွာထွက်ခါလာခဲ့ပါတယ်။လမ်းဘေးမှာထိုင်ရင်ထုံတိုင်းစွာတောက်စားနေမိတဲ့အခါမျက်ရည်တွေကြောင့်သူ့အမြင်အာရုံတွေဟာဝေဝါးနေပါတော့တယ်။အဲ့ဒီချိန်မှာပဲလမ်းပေါ်မှာရှိနေတဲ့ Sky ကသူ့ကိုမြင်သွားပါတယ်။ Sky ကပေါ်ဘေးမှာဝင်ထိုင်ပြီးမင်းပြိုင်ပွဲကိုလာမှလား။ဒါမှမဟုတ်ဒီမှာပဲထိုင်တောက်နေတော့မှလားလို့မေးလိုက်ပါတယ်။အဲ့ဒီခါမှာတော့ပေါ်တယောက်စိတ်ဓာတ်တွေလုံးဝပြိုလဲသွားပြီးငါဘာရတာမှမခံစားနိုင်တော့ဘူးလို့ဝန်ခံပြောဆိုလိုက်ပါတော့တယ်။ငါဟာအတိုင်းတာတွေနဲ့မှတ်ဉာဏ်တွေကိုပဲအခြေခံပြီးချက်ပြုတ်ခဲ့တာ။တကယ်တော့ငါလက်ရာကိုငါကိုယ်တိုင်ရတာမခံနိုင်ဘူးလို့သူကဆိုပါတယ်။သူကခေါင်းမွန်းလိုက်ပြီးအနီးနားမှာချိတ်ဆွဲထားတဲ့ Mr. Ko ရဲ့ပိုစတာကိုလှမ်းကြည့်လိုက်ပါတယ်။အဲ့ဒီလူဟာငါရဲ့စံပြပုဂ္ဂိုလ်ပဲလို့ပေါ်ကပြောပါတယ်။တနည်းကြရင်ငါဟာသူ့လိုမျိုးထိတ်တန့်စပုံမှုကြီးတစ်ယောက်ဖြစ်ချင်ခဲ့တာ။ Sky ဟာတပ်ပြင်းရှည်ကြီးတစ်ချက်ကိုချလိုက်ပါတယ်။ပြီးတော့ပထမဆုံးချိန်ဖြစ်သူ့ရဲ့အနက်ရှိုင်းဆုံးအမှတ်တရားကိုဖွင့်ဟလိုက်ပါတယ်။အဲ့ဒီလူဟာလို့သူကတူတူလေးပြောလိုက်ပါတယ်။ငါရဲ့ဖခင်အရင်ပဲပေါ်ကတော့အစမှမယုံကြည်နိုင်ဖြစ်နေပေမဲ့ Sky ကအစာဆုံးရှင်းပြလိုက်တဲ့အခါမှာတော့စွန့်ပစ်ခံရတာတွေနာကျင်မှုတွေနဲ့နှစ်ပေါင်းများစွာတိတ်ဆိတ်ခဲ့ရတာတွေကိုသိသွားပြီးအမှန်တရားရဲ့လေးလံမှုကိုပေါ်တယောက်ခံစားလိုက်ရပါတော့တယ်။သူဟာအတ္တကြီးလွန်းတယ်လို့ Sky ကပြောပါတယ်။သူဟာကလေးတယောက်ကိုစွန့်ပစ်ခဲ့ပြီးမှအောင်မြင်မှုအမွေအနှစ်ကိုတိဆောက်ခဲ့တာ။ငါသူ့ကိုအနာယူခြင်းနဲ့
လမ်းဘေးကထမင်းချက်တယောက်ဟာနာမည်ကျော်ကန်တော်ဝင်စပိုမူကြီးထပ်ပို့တော်ရဲဆိုတာသက်သေပြခြင်းနဲ့တဲ့သူတို့နှစ်ယောက်ဟာဖန်ပလင်းတစ်လုံးကိုအတူတူကောက်ယူပြီးပိုစတာစီကိုပြစ်ပေါက်လိုက်ကြပါတယ်အဲ့ဒီပလင်းဟာမြေပြင်ပေါ်မှာစိတ်အမှောင်ကွဲအပ်သွားပြီးအဲ့ဒီခါမှာတော့သူတို့နှစ်ယောက်ဆိုတော့ပထမဆုံးချိန်ဖြစ်အတူတူရှင်မုန်းမိကြပါတယ်ကြေကွဲနာကျင်နေရတဲ့လူနှစ်ဦးကတဦးရဲ့နာကျင်မှုမှာတဦးကနှင်းသိမ့်မှုရှာဖွေတွေ့ရှိသွားကြတာပါအဲ့ဒီချိန်ကစပြီးသူတို့ဟာတကယ်မိတ်ဆွေစစ်တီဖြစ်သွားကြပါတယ်နောက်ပိုင်းမှာတော့ပေါ်ရဲ့ပါနာဟောင်းတွေကမထင်မှတ်ထားတဲ့လူတစ်ယောက်နဲ့တူစကိုင်းရဲ့စားတောက်ဆိုင်ကိုရောက်ရှိလာကြပါတော့တယ်ဇလန်စောပိုင်းမှာစကိုင်းမောင်းထုတ်လိုက်တဲ့လူဟာပြန်ရောက်လာတာပါသူတို့ဟာဒီအဆောက်အုံကိုဝယ်ယူလိုက်ပြီးဖြစ်တဲ့အတွက်အခုဆိုရင်စားတောက်ဆိုင်တစ်ခုလုံးရဲ့ပိုင်ရှင်တွေဖြစ်သွားကြပါပြီသူတို့ကဒီနေရာကိုမကြခင်မှာဖျက်သိမ်းပြီးအစ်စ်ပြန်လေတိဆောက်တော့မှဖြစ်လို့ဦးလေးဟုံကိုချက်ချင်းဖယ်ရှားပြီးဖို့ပြောဆိုကြပါတယ်လူတိုင်းဒေါသချောင်းချောင်းထွက်နေကြတာပေါ့အဲ့ဒီချိန်မှာပဲ Sky နဲ့ Paul တို့ဟာအချိန်မီရောက်ရှိလာကြပါတယ် Paul ဟာတင်းငိမ့်တဲ့ဒေါသနဲ့သူ့ရဲ့ပါတနာစီကိုရှောက်လန်းသွားပါတယ်နောက်တစ်ဆင့်ပြိုင်ပွဲမှာငါ့ရဲ့ပါတနာကမေယုံမဟုတ်ဘူး Sky ဖြစ်လိမ့်မယ်လို့သူကပြောလိုက်ပါတယ်သူ့ရဲ့ပါတနာကတော့နှာခေါင်းရှုပ်ပြီးမင်းသာငါတို့ပြောတဲ့အတိုင်းမလုပ်ဘူးဆိုရင်မင်းရဲ့အတံမွေးဝမ်းကြောင်းလုပ်ငန်းတစ်ခုလုံးပျက်စီးသွားအောင်ငါတို့လုပ်ပြမယ်လို့ချိန်ချောက်လိုက်ပါတော့တယ်တစ္ဆာပေါက်ပါတနာရဲ့စကားတော်မဆုံးသေးခင်မှာပဲ Paul ရဲ့လက်သီးကသူ့နှာခေါင်းစီကိုကြာရောက်သွားပါတော့တယ်သွေးတွေစီးကြလာပြီးဘေးပုံငင်းချင်းကလူတွေအားလုံးကတော့ဝမ်းသာအားရအော်ဟစ်အားပေးကြပါတယ်စပိုမှုနှုတ်ဦးကနောက်ဆုံးမှာတော့တအုပ်နဲ့တအုပ်စီးလုံးညီညွတ်စွာရပ်တည်နိုင်ခဲ့ကြပြီဖြစ်ပါတယ်နောက်တစ်နေ့မှာတော့ပြင်ဆင်မှုတွေစတင်ပါတော့တယ် Sky နဲ့ Paul တို့ဟာတကယ်အသင်းဖော်ကောင်းနေလို့ပဲဘေးချင်းရှင်ပြီးချက်ပြုတ်ကြပါတယ် Sky က Paul ကိုရှေးအောင်ထားကိုင်နည်းစနစ်တွေအစားအစာရဲ့ထိတွေ့မှုတွေကိုဘယ်လိုခံစားရမလဲဆိုတာတွေနဲ့ကိုယ့်ရဲ့လက်တွေကိုဘယ်လိုယုံကြည်ရမလဲဆိုတာတွေကိုသင်ကြားပေးပါတယ်တစ်ဖက်မှာလည်း Paul က Sky ကိုခင်မီနည်းစနစ်တွေကရိယာအသစ်တွေနဲ့ပြင်ဆင်တည်ဆောက်ပုံအသစ်ဆန်းတွေကိုပြန်လည်မျှဝေပေးပါတယ်ဦးလေးဟုံကလည်းသူတို့နှစ်ယောက်စလုံးကိုဖခင်တယောက်လိုပဲအစားအစာအရာပံ့ပိုးပေးခဲ့ပါတယ်မကြခင်မှာပဲနိုင်ငံတကာအချက်ပြုတ်ပြိုင်ပွဲကြီးစတင်ပါတော့တယ်ကမ္ဘာတော်ကနိုင်ငံကျော်စပူမှုတွေဟာသူတို့ရဲ့နိုင်ငံအသီးသီးကိုကိုစားပြုပြီးစုယုံရောက်ရှိလာကြပါတယ်ပထမဆင့်ပြိုင်ပွဲစတင်တာနဲ့တပြိုင်နက်ပြိုင်ပွဲဝင်းတစ်ခုလုံးကဟင်းခတ်အမွေးချိုင်နှံ့တွေစီပူတန်တွေနဲ့ဟင်းယိုကထွက်လာတဲ့အမွေးသက်တွေနဲ့ပြည့်နှက်သွားပါတယ်မေယိုကလည်းအဲ့ဒီမှာရှိနေပြီးပြင်းထန်တဲ့စိတ်ပိုင်းဖြတ်မှုနဲ့ချက်ပြုတ်နေခဲ့ပါတယ်ဟင်းနေရာတွေကိုတပွဲပြီးတပွဲအပိသက်ချက်ပြုတ်ပြီးမြေဆန်းစစ်ဆေးကြပါတယ်ရလက်တွေထွက်လာတဲ့အခါမှာတော့ Sky နဲ့ Paul တို့ဟာနောက်ဆုံးပိုလူပွဲဆင်ကိုတက်ရောက်သွားနိုင်ခဲ့ပါတယ်ဒိုင်လူကြီးတွေကလည်းသူတို့ရဲ့ဟင်းနေရာတွေဟာအမခန်းထူးခြားလွန်ပြီးကဘာပေါ်မှာစပိုမှုအနှဲငယ်သာဖန်တီးနိုင်တဲ့လက်ရာမျိုးဖြစ်တယ်လို့ချီးကျူးရလောက်အောင်အားသိနေကြပါတယ်အဲ့ဒီညမှာတော့သူတို့နှစ်ယောက်ဟာဖြူဟာတွေကိုအတူထိုင်ပြီးဆွေးနွေးကြပါတယ်ဒါပေမဲ့ပြိုင်ပွဲစည်းကမ်းအရမစ္စတာကိုနဲ့ထိတ်တိုက်ရှင်ပြိုင်ဖို့အတွက်တယောက်တည်းပဲတက်ခွင့်ရှိပါတယ်။ Sky က Paul ရဲ့ပခုံးပေါ်ကိုလက်တင်လိုက်ပြီးငါမင်းကိုပြေးဝယုံကြည်တယ်မင်းသူ့ကိုနိုင်မယ်ဆိုတော့ငါသိတယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့ Paul ကခေါင်းခါလိုက်ပြီးမဟုတ်ဘူးမင်းပဲသွားတဲ့နဲ့မင်းသူ့ကိုရင်ဆိုင်ဖို့လိုအပ်တယ်။လမ်းဘေးကစပူမှုတယောက်ကအတော်ဆုံးဖြစ်လာနိုင်တယ်ဆိုတာကိုသူ့ကိုပြသရမယ်သူကမင်းပဲဖြစ်တဲ့နဲ့ငါကတော့အရသာခံနိုင်စွမ်းမရှိဘဲနဲ့ဒီအဆင့်ထိရောက်လာခဲ့တာ။ဒါပေမဲ့ငါတို့အောင်မြင်မှုဖြစ်နေပြီလို့ပြန်ပြောခဲ့ပါတယ်။ Paul ရဲ့စကားတွေက Sky ကိုခွန်အားတွေပေးစွမ်းလိုက်ပါတယ်။နောက်ဆုံးမှာတော့ Sky နဲ့သဘောတူလိုက်ပါတော့တယ်။ပြိုင်ပွဲနေ့ရက်ရောက်ရှိလာတဲ့အခါမှာတော့ Sky ဟာနောက်ဆုံးပိုလူပွဲအဆင့်မှာသူ့ဖခင်ရဲ့ရှေ့မှာမမမရက်နေပါတော့တယ်။သူတို့ဟာတနာရီအတွင်းမှာသူတို့နှစ်သက်ရပဲဟင်းလျာကိုမဆိုချက်ပြုတ်နိုင်ပါတယ်။ Mr. Crow ကတော့ယုံကြည်ချက်အပြည့်နဲ့တည်ငြိမ်စွာပဲချက်ချင်းစတင်လိုက်ပါတယ်။ Sky ကတော့ခဏတာငြိမ်သက်ရက်နေပြီးသူ့ရဲ့ပါဝင်ပစ္စည်းတွေကိုစိုက်ကြည့်နေခဲ့ပါတယ်။အတိတ်ကမှတ်ဉာဏ်တွေဟာသူ့စီကိုလှိုင်းလုံးတွေလိုစီးဝင်လာခဲ့ပါတယ်။ဖခင်ဖြစ်သူစွန့်ပစ်သွားပြီးနောက်ရွယ်သူတွေရဲ့လောင်ပြောင်မှုကိုခံခဲ့ရတာတွေအထီးကျန်မှုတွေငတ်မွတ်မှုတွေညာတိုင်းငိုယုံရင်းအိပ်ပျော်ခဲ့ရတာတွေနဲ့သူ့ကိုအမြဲတမ်းကယ်တင်ပေးခဲ့တဲ့တငယ်ချင်းတွေရဲ့ပုံရိပ်တွေဟာတင်းအိပ်ပေါ်လာပါတယ်။သူကအတွေးတွေထဲမှာနစ်မျောနေတော့ Mr. Crow က Sky ရဲ့မျက်နှာပေါ်ကိုရေအေးနဲ့လှမ်းပတ်လိုက်ပါတယ်။အိမ်မက်ရောင်မနေနဲ့တော့လို့သူကဆိုပါတယ်။ချက်ပြုတ်တာကိုစလိုက်စမ်းမင်းတကယ်ပဲဘာလို့နိုင်လဲဆိုတာငါမြင်ချင်နေတဲ့ Sky ကအသက်ကိုခက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီးတုံရီနေတဲ့သူ့လက်တွေကိုလည်းတည်ငြိမ်အောင်ထိန်းလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့သူစတင်ချက်ပြုတ်ပါတော့တယ်။ Sky ဟာပတ်ဝန်းကျင်ကစူညံတန်တွေပရိသတ်တွေနဲ့သူ့ဖခင်ရဲ့တည်ရှိနေမှုတွေကိုပါအာယုံထဲကထုတ်ပယ်ပြီးသူ့ရဲ့ဟင်းလျာပေါ်မှာပဲအပြည့်အဝအာယုံစိုက်လိုက်ပါတယ်။သူ့ရဲ့လှုပ်ရှားမှုလိုက်ဟာတင်ငြိမ်ပြီးတိကျနေုံနေမကပဲတခုခုကိုအလေးအမြတ်ပူဇော်နေသလိုမျိုးတောင်ခံစားရစေပါတယ်။မိဖို့ကြောင့်ရဲ့ခြားတစ်ဖက်မှာတော့ Mr. Crow ကအပြစ်ပြောစရာမရှိအောင်ကျွမ်းကျင်ပိုင်းနိုင်စွာချက်ပြုတ်နေပါတယ်။ဆယ်စုနှစ်များစွာအတွေ့အကြုံတွေရှိခဲ့တဲ့သူ့ရဲ့လက်တွေဟာပကံများပေါ်မှာအနုပညာလက်ရာတစ်ခုလိုတောက်ပနေတဲ့ပြည့်စုံလုံးနဲ့ချိုးပွဲတစ်ခုကိုဖန်တီးပုံဖော်နေပါတယ်။တနာရီမပြည့်ခင်မှာပဲသူချက်ပြုတ်လို့ပြီးသွားပါတယ်။သူ့ရဲ့ပြင်ဆင်သေးစက်မှုကလှပတဲ့ရဲ့ကြော်ရှင်းလွန်းတာကြောင့်ဒိုင်လူကြီးတွေဟာမြည်ဆန်းကြည့်ဖို့တောင်စိတ်အားထက်သန်နေကြပါတယ်။အဲ့ဒီနောက်မှာတော့ Sky လည်းပဲချက်ပြုတ်လို့ပြီးသွားခဲ့ပါပြီ။ဒါပေမဲ့ Sky ကဒိုင်လူကြီးတွေရဲ့စပွဲစီကိုရှောက်လန်းသွားမယ်ဆိုသူ့ဖခင်ရှိရာဘက်ကိုလှည့်လိုက်ပါတယ်။သူ့လက်ထဲမှာတော့ရိုးရှင်းတဲ့ခောက်ဆွဲတဲ့ပကံကိုကင်ထားပါတယ်။ဒါဟာသူငငယ်တုန်းကအကြိမ်ပေါင်းရာနဲ့ချီပြီးအောင်မြင်အောင်မချက်နိုင်ခဲ့တဲ့အဲ့ဒီခောက်ဆွဲမျိုးပါပဲ။အဲ့ဒီတုန်းက Mr. Crow ရဲ့အတန်ဟာမိဖို့ချောင်းလေးထဲမှာဟိမ့်ထွက်နေခဲ့တာပါ။မင်းကအခြေခံခောက်ဆွဲလေးတော့မချက်တတ်ဘူးဆိုရင်ငါ့ကိုအဖေလို့ခေါ်ဖို့မတန်ဘူးဆိုတဲ့စကားတွေဟာ Sky ရဲ့နှလုံးသားထဲမှာအနှက်ဆိုင်ဆုံးထင်ရအောင်တစ်ခုဖြစ်ခဲ့ရပါတယ်။ဒီနေ့မှာတော့သူဟာအဲ့ဒီထံရောက်ကိုကုစားဖို့အစဉ်အသင့်ဖြစ်နေပါပြီ။တင်ငင်လာတဲ့တိတ်ခါတရားတွေနဲ့သူ Sky ဟာအဲ့ဒီခောက်ဆွဲပကံကို Mr. Crow ရဲ့ရှေ့မှာချပေးထားလိုက်ပါတယ်။သူဟာဘာစကားတခုမှမပြောခဲ့ပါဘူး။ရိုသေစွာနဲ့အနှဲငယ်ဥညွတ်လိုက်ပြီးနောက်လှည့်ထွက်သွားဖို့ပြင်လိုက်ပါတယ်။ Mr. Crow ကတော့တူကိုမြောက်လိုက်ပြီးခောက်ဆွဲကိုတလုံးမြည်ဆန်းကြည့်လိုက်တဲ့အခါမှာတော့မှင်သက်သွားပါတော့တယ်။ခောက်ဆွဲရဲ့အရာသားတွေကရှာပေါ်မှာရင်အရေးပြောသွားပါတယ်။တိကျတဲ့အသားစားပြည့်စုံတဲ့အချင်းလန်းနဲ့ပြည့်စုံတဲ့ဝိညာဉ်အနှစ်ရတာတွေပါပဲအဲ့ဒီအရာတော်တွေထဲမှာခလေးဘွားရဲ့အငွေသက်တွေတောင်းတမှုတွေနာကျင်မှုတွေနဲ့ဘယ်တော့မှထုံမပြောခဲ့ရတဲ့ချစ်ချင်းတရားတွေကိန်းအောင်နေပါတယ်သူ့ရဲ့မျက်လုံးတွေဝိုင်းဆက်သွားပြီးအသက်ရှူတန်တွေကလည်းတုံရီလာပါတယ်ငါဒီလိုခောက်ဆဲမျိုးတစ်ခါမှမစားခဲ့ဘူးလို့သူကတုံရင်နေတဲ့အတန်တွေတိုးတိုးလေးရေရွတ်လိုက်ပါတယ်တစ်ခါမှမစားဘူးတဲ့
Sky ကတော့လှည့်ကြည့်ပြီးခတ်သိမ်သိမ်လေးပြုံးလိုက်ပါတယ်။သူဟာအနိုင်ရဖို့အတွက်ရောက်လာခဲ့တာမဟုတ်ပါဘူး။သူဟာမိမိကိုယ်ကိုတက်တည်ပြဖို့နဲ့သူ့ကိုစွန့်ပစ်ခဲ့တဲ့ဖခင်ကိုတစ်ခုခုသိစေဖို့အတွက်တောင်းလာခဲ့တာဖြစ်ပါတယ်။သူ့ဖခင်ထင်မြင်သေးခဲ့တဲ့ Lambis ပုံမှုလေးဟာအခုတော့ကမ္ဘာအဆင့်မီစပိုမှုကြီးတစ်ခုဖြစ်လာခဲ့ပြီဆိုတာကိုတက်တည်ပြနိုင်ခဲ့ပါပြီ။သူဟာမင်းကမတော်သေးဘူးလို့အပြောခံခဲ့ရတဲ့ကောင်လေးမဟုတ်တော့ပါဘူး။ Sky ဟာစင်မော်ကနေငင်းညံ့စွာနဲ့ဆင်းလာခဲ့ပါတယ်။သူ့ရဲ့နောက်ကွယ်မှာတော့ Mr. Cool ကခောက်ဆွဲတွေကိုပို့ပြီးမြန်ပို့ပြီးတော့လည်းအငမ်းမရနဲ့စားနေပါတော့တယ်။တလုတ်ချင်းစီတိုင်းကသူမြှောက်နှံထားခဲ့တဲ့မှတ်ညံတွေကိုပြန်လည်နှိုးဆော်ပေးနေပါတယ်။တကားဝမှာစောင့်နေတဲ့ကောင်လေးတယောက်တယောက်တည်းငိုနေတဲ့ကလေးငယ်တယောက်နဲ့နှလုံးသားကြွေခဲ့မှုတွေချားကနေချက်ပြုတ်နေတဲ့တားဖြစ်သူရဲ့ပုံရိပ်တွေဟာပြန်လည်ပေါ်ပေါက်လာပါတယ်။ Sky ရဲ့ဆင်းရဲဒုက္ခတွေကဘလောက်တောင်ကြီးမားခဲ့လဲဆိုတာနဲ့သူဘလောက်ထိရှင်းချက်ကြီးပြင်းလာခဲ့ပြီလဲဆိုတာကို Mr. Cool တယောက်နောက်ဆုံးမှနားလည်သွားတဲ့အခါသူ့မျက်ဝန်းတွေမှာမျက်ရည်တွေပြည့်ရှံလာပါတော့တယ်။ပရိသတ်တွေကလည်းတိတ်ဆိတ်စွာစောင့်ကြည့်နေကြပါတယ်။ Sky ဟာ Mr. Cool ရဲ့သားဖြစ်တယ်ဆိုတာကိုသူတို့လည်းနားလည်သွားကြသလို Mr. Cool ကိုယ်တိုင်လည်းအဲ့ဒီအမှန်တရားကိုနောက်ဆုံးမှသိမြင်သွားခဲ့ပါပြီ။နောက်ပိုင်းမှာတော့ Sky ကိုသူချစ်မြတ်လို့တဲ့ဘဝစီပြန်လည်ရောက်ရှိနေတဲ့သူ့ရဲ့စားတောက်ဆိုင်မှာပဲမြင်တွေ့ရပါတယ်။ညီးဖို့ချောင်းလေးထဲမှာတော့ရဲမောတန်တွေ၊ဒဲအိုးပူတန်တွေနဲ့ပကံခွက်ရောက်တန်တွေနဲ့ပြန်လည်လှုပ်ရှားနေပါတယ်။ Sky နဲ့သူ့တငယ်ချင်းတွေဟာရက်ကွက်ထဲကလူတွေကိုပျော်ပျော်ရွှင်ရွှင်နဲ့ဟင်းလျာတွေတဲခင်းဧည့်ခံနေကြပါတယ်။အခုဆိုရင်ပေါ်ကလည်းတစ္ဆာပေါက်ခဲ့တဲ့လူတွေရဲ့လက်ထဲကနေနောက်ဆုံးမှလွတ်မြောက်သွားခဲ့ပြီးသူတို့ဘေးမှာပဲအေးချမ်းတဲ့ပြုံးတွေနဲ့အတူတူအလုံးလုံးပေးနေပါတယ်။အဲ့ဒီချိန်မှာပဲဦးလေးဟုံကလူအားလုံးရဲ့ရှေ့မှာမတ်တရက်လိုက်ပါတယ်။ဒီနေ့မှာတော့ကျွန်တော်ဂုဏ်ယူစွာနဲ့ကြီးညာချင်တာကငါတို့ရဲ့စားတောက်ဆိုင်လေးဟာတက်တန်း30ပြည့်ခဲ့ပြီဖြစ်ပါတယ်။ခမည်းတော်ရဲ့ယုံကြည်မှုနဲ့ပတ်မှုတွေကြောင့်ဒါအခက်ခဲအလုံးကိုငါတို့ကြော်ဖြတ်နိုင်ခဲ့တာပါ။ငါတို့ရဲ့အိမ်မက်ကတော့အမြဲတမ်းအတူတူပါပဲ။အဲ့ဒါကတော့မိသားစုတိုင်းဝယ်ယူစားသုံးနိုင်တဲ့ဈေးနှုန်းနဲ့အရသာရှိတဲ့စားစာတွေကိုတဲခင်းဧည့်ခံဖို့ပါပဲ။အခုဆိုရင်အစိုးရကလည်းငါတို့ရဲ့စားတောက်ဆိုင်ကိုဆက်လက်ဖွင့်လှစ်ခွင့်ပြုလိုက်ပါပြီလို့သူကဂုဏ်ယူစွာနဲ့ကြီးညာလိုက်ပါတယ်။ဝမ်းသာအားရအော်ဟစ်တန်တွေကပတ်ဝန်းကျင်တစ်ခုလုံးမှာပြန့်လွင့်သွားပါတယ်။ဦးလေးဟုံကတော့နှွေးထွေးတဲ့အပြုံးအနေနဲ့ဆက်ပြောပါတယ်။ငါတို့ဒီနေရာကိုတရားဝင်ဝယ်ယူလိုက်ပြီးဒီစားတောက်ဆိုင်ဟာအခုဆိုရင်ငါတို့ပိုင်ဆိုင်သွားပြီဖြစ်တယ်လို့ဒီနေရာမှာပဲထာဝရရှိနေတော့မှာပါ။ဒါဟာငါတို့ရဲ့ဟင်းလျာတွေကိုချစ်မြတ်နိုးတဲ့သူတိုင်းအတွက်ပေးတဲ့လက်ဆောင်တစ်ခုပါပဲတဲ့။ခမ်းမတစ်ခုလုံးမှာလည်းပျော်ရွှင်မှုတွေဝေစီသွားပါတော့တယ်။ Sky ဟာသူ့ရဲ့တငယ်ချင်းတွေနဲ့အတူရဲမောနေပါတယ်။ပေါ်ကလည်းစိတ်လှုပ်ရှားစွာနဲ့လက်ခုပ်တီးနေပြီးတရုတ်ကလုံးကလည်းအောင်ပွဲခံနေကြပါတယ်။ဒါဟာပြိုင်ပွဲတစ်ခုရဲ့အောင်နိုင်မှုတွေမဟုတ်ပဲအတိုင်ဝန်းကြားကချစ်ချင်းတရားနဲ့တစ္ဆာရှိမှုတွေရဲ့အောင်ပွဲလည်းဖြစ်ပါတယ်။ဇလန်းလေးကတော့ဒီနေရာမှာပဲပြီးဆုံးသွားပါပြီ။ POH channel ကိုကြည့်ရှုနေကြတဲ့လူတိုင်းကိုရင်းနှီးကစကားလေးတချို့ပြောပြရစီ။တင်တို့မှာအိမ်မက်တစ်ခုရှိရဆိုရင်ဘယ်တော့မှရှုံးမပေးပါနဲ့။ဘဝကတင်ဘယ်တော့မှမမျှော်လင့်ထားတဲ့နီလန်းမျိုးစုံနဲ့အသင်ကိုစမ်းသပ်ပါလိမ့်မယ်။တခါတလေမှာပင်ပန်းနှနေတာအထီးကျန်တာနဲ့ကိုတန်တရားဝင်ပြီးတဲ့ညတွေလည်းရှိပါလိမ့်မယ်။ဘာလို့အဆင်မပြေဘူးလို့ထင်ရတဲ့အချိန်တွေတင်ရဲ့စူးစမ်းမှုတွေကိုဘယ်သူမှအတိမမပြုတ်ဘူးလို့ခံစားရတဲ့အခိုက်အတန့်တွေနဲ့တင်အိမ်မက်ကလှမ်းယူဖို့အဝေးကြီးမှရှိနေတယ်လို့ခံစားရတဲ့အချိန်တွေလည်းရှိလာပါလိမ့်မယ်။ဒါပေမဲ့ဒီတစ်ခုတော့အမြဲမှတ်ထားပေးပါ။ဒီနေ့မှတင်အားကျနေရတဲ့တန်မာထက်မြက်သူတိုင်းဟာတစ်ချိန်လုံးကလက်လျှော့အရှုံးပေးခြင်းခဲ့မှုတဲ့သူတွေကြီးပါပဲ။သူတို့နဲ့တခြားသူတွေရဲ့တစ်ခုတည်းတော့ကွာခြားချက်ကတော့သူတို့ဟာအရှုံးမပေးခဲ့ကြတာပါပဲ။တင်လဲကျသွားရင်ပြထားလိုက်ပါ။အကယ်၍ကြာရှုံးခဲ့ရင်လည်းအဲ့ဒီအမှားကနေတင်ကန်းစာယူပြီးရှေ့ဆက်တိုးလိုက်ပါ။ဘယ်သူမှတင့်ကိုမယုံကြည်ဘူးဆိုရင်တော့ကိုတော့ယုံကြည်မှုရှိပါစေ။တင်ရုံးကန်နေရတာဟာအားနေချက်မဟုတ်ပါဘူး။ဒါဟာတင်အခုထိတိုက်ပွဲဝင်နေစေဆိုတဲ့သက်သေပါပဲ။ဒါကြောင့်တင်အိမ်မက်ကိုမြဲမြဲဆုပ်ကိုင်ထားပါ။ကာကွယ်ဆောက်ရှောက်ပါ။အဲ့ဒီအိမ်မက်အတွက်တိုက်ပွဲဝင်ပါ။ပြီးတော့ဘယ်တော့မှအရှုံးမပေးပါနဲ့။အကယ်၍တင်ဟာ channel ကို subscribe မလုပ်ရသေးဘူးဆိုရင်လည်း subscribe လုပ်ထားပေးဖို့မေတ္တာရက်ခံချင်ပါတယ်။ဒီဗီဒီယိုလေးကိုနှစ်သက်တယ်ဆိုရင် like ပေးခဲ့ဖို့လည်းမမေ့ပါနဲ့။နောက်ပြီးတော့တင်တို့စီကစကားတန်လေးတွေလည်းကြားတင်ပါသေးတယ်။တင်တို့ရဲ့အိမ်မက်တွေကဘာလဲဆိုတာ comment မှာရေးပေးခဲ့ကြပါဦး။ကြည့်ရှုပေးခဲ့ကြတဲ့